Hello အားလုံးပဲမင်္ဂလာပါဒီချက်တို့ဒီနေ့သွားပြီးမှာကတော့ region နဲ့ပတ်သက်တဲ့လေ့ကျင့်မှုလေးတစ်ခုကိုသွားပြီးပါမယ်သူရဲ့ခေါင်းစဉ်ကတော့ money ငွေရေးကြေးရေးနဲ့သက်ဆိုင်တဲ့ reading passage လေးပါအဲ့တော့ဒီဟာလေးကိုဒီချက်အထင်တော့ဖတ်ပြီးသွားကြပြီနဲ့တူပါတယ်အဲ့တော့ဒီချက်နဲ့အတူတူဘာသာပြန်ပြီးတော့ exercise လေးအတူတူလုပ်ကြည့်ကြမယ်အဲ့တော့ဘာသာပြန်မယ်ဆိုတော့ချက်တို့ဒီမှာပထမဆုံးတစ်ပိုက်ကိုအရင်ဆုံးကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့သူပြောပြပေးထားတာက reading passage က moneyငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ဒီအကြောင်းတွေပါလိမ့်မယ်ငွေပေါ့ပတ်စံ Number 1 sentence မှာဆိုရင် money plays an important role in everyone's life money ငွေကားတဲ့ plays an important role အရေးကြီးရဲ့အခန်းကဏ္ဍတွေပါဝင်ပါတယ်တဲ့မတည်သေးတဲ့လူတွေအတွက် mini လေးလိုက်မှတ်လို့ရတယ်နော် ROLE role ကအခန်းကဏ္ဍ important ကအရေးကြီးသော in everyone's lifeလူတိုင်းရဲ့ဘဝမှာအရေးကြီးရဲ့အခန်းကဏ္ဍတစ်ခုကနေပါဝင်ပါတယ်တဲ့အဲ့တော့ဒီချက်တို့ကဥပမာအဖေကပေါ့နော်အဖေကအမေကကျွန်တော်တို့ရဲ့ဒီမိသားစုမှာအရေးကြီးရဲ့အခန်းကဏ္ဍနေပါဝင်တယ်အရေးကြီးရဲ့နေရာနေပါဝင်တယ်ဆိုရင် that plays an important role in my familyအဲ့တော့ကျွန်တော်ဒီပုံစံလေးလိုက်ပြန်ရေးလို့ရရပေါ့နော်အဲ့တော့ region တစ်ခုကိုဖတ်ရင်းနဲ့ဒီ writing မှာပါကိုဘယ်လိုရေးလို့ရလဲဆိုတဲ့အသုံးလုံးမှာလေ့လာလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ဒီပတ်စံကလူတိုင်းရဲ့ဘဝမှာအရေးကြီးအခန်းကဏ္ဍနေပါဝင်တယ် it helps it က money ကိုစားပြုတယ်ဒီငွေကပေါ့နော်ကူညီပေးပါတယ်တဲ့ people buy the things they need လူတွေကိုဝယ်ဖို့အတွက်ကူညီပေးရဘယ်လိုမျိုးလဲဆိုရင် the things they need သူတို့လိုအပ်နေတဲ့အရာတွေကိုဝယ်ဖို့အတွက်ကူညီပေးတယ် whether ဘယ်ဟာပဲဖြစ်ဖြစ် whether ကဘာပဲဖြစ်ဖြစ် it is food အစားအစာပိုင်းပဲဖြစ်ဖြစ် clothing အဝတ်အစားပိုင်းပဲဖြစ်ဖြစ် or shelter ကနေခိုစရာနားခိုစရာပေါ့ဒီလိုပြောရမယ်ဆိုအိမ်တို့ကိုနားနေလို့ရမယ်နေရအဲ့တော့ဒီသုံးခုကဒီလိုညီမအနေနဲ့ပြောရမယ်ဆိုရင်သူကစားဝတ်နေရေးစားတာက food နေတာက shelter ဝတ်တာက clothing စားဝတ်နေရေးကိုသူကကိုစားပြုတယ်ဒီငွေကပေါ့နော်သူတို့လိုအပ်တဲ့အရာတွေကိုကူညီပေးရဲ့ဥပမာအပြည့်လူတွေရဲ့စားဝတ်နေရေး for most people လူများစုအနေနဲ့ကတဲ့ money is earned ပတ်စံကရှာဖွေလို့ရတယ် to work အလုပ်ကနေပြီးတော့ပတ်စံကိုရှာဖွေကြရတယ်တဲ့ဒါပေမဲ့ how it is spent very greatly ပတ်စံကိုဘယ်လိုသုံးတာလဲဆိုတာတော့ကွဲပြားကြတယ်အများအားဖြင့်တော့လူတွေကပတ်စံဘယ်လိုရှာလဲဆိုရင်အလုပ်ကနေရှာကြတယ်အဲ့ဒါကတူကြတယ်ဒါပေမဲ့ဘယ်လိုမျိုးနေရာမှာကွဲပြားနေလဲဆိုရင်အဲ့ရလာတဲ့ငွေကိုဘယ်လိုနေရာမျိုးမှာသုံးလဲဆိုတာတော့မတူညီကြဘူးတဲ့အဲ့တော့ကျွန်တော်ဒီမှာတတိထားစရာတစ်ခုရှိတယ်ဒီမှာဆိုရင်သူက amid surplus verb 3နဲ့သုံးထားပေးတယ်အဲ့တော့ဒီမှာသုံးထားတဲ့ amid surplus verb 3ကတချို့တို့ passive voice အနေနဲ့သုံးပေးထားတာ passive voice အနေနဲ့ဆိုတော့ခံရတဲ့သူကိုဦးစားပေးတယ်ဒီပတ်စံကသူ့ဟာတူရှာတာမဟုတ်ဘူးပတ်စံကရှာချင်းခံရတာတချို့တို့လူတွေကနေပြီးပတ်စံကိုရှာကြတယ်အဲ့တော့ဒီမှာပတ်စံက object ဆိုတော့သူက subject နေရာရောက်လာဖြစ်တဲ့အတွက် passive အနေနဲ့ရေးထားပေးတယ်ဒီမှာဆိုလဲပတ်စံကသူ့ဘာသူသုံးတာမဟုတ်ဘူးလူတွေကပတ်စံကိုသုံးတာအဲ့တော့ပတ်စံကိုဆိုတော့ object က subject နေရာရောက်လာတာဆိုတော့ကျွန်တော်တို့က passive အနေနဲ့ရေးထားပေးတယ်ဒါတော့သူက active passive အနေနဲ့သုံးပေးတာပေါ့နော်အဲ့တော့ဒီမှာကိုမှတ်ရမယ့်တစ်ချက်ကဒီတချို့တို့ passive voice ကိုလည်း writing မှာပြန်သုံးလို့ရတယ်ဒီလို grammar ကြီးတင်နေရမျိုးမဟုတ်ဘဲနဲ့ writing မှာပြန်သုံးလို့ရမယ်ပြီးတော့နောက်တစ်ကြောင်းဒီလိုဆက်ဖတ်ကြမယ် Some people are savers တချို့လူတွေကတဲ့ငွေကြေးစုရဲ့လူတွေဖြစ်ကြတယ်တဲ့setting aside money for the future set ကချိန်ညှိပြီး aside ကမှားတပါ money for the future အနာဂတ်အတွက်ပတ်စံကိုစုရမယ်အစားတချို့လူတွေကတော့တဲ့ပတ်စံကိုဖြုံးတဲ့လူတွေဖြစ်ကြတယ်အမှသူကလူနှမျိုးနဲ့စတော့ပြောသွားတယ်တချို့တို့ဒီမှာ savers နဲ့ spenders saver ကကျတော့ပတ်စံကိုအနာဂတ်အတွက်ခြံပြီးတော့ဒီຢာကကိုအခုလက်ရှိသုံးမယ်အနာဂတ်အတွက်ဘယ်လောက်သုံးမလဲအနာဂတ်အတွက်ပတ်စံကိုခြံပြီးတော့စုဆောင်းတဲ့လူအဲ့လိုစုဆောင်းတဲ့လူကို savers လို့ခေါ်တယ်ဒီ
using their earning သူတို့ရဲ့ဝင်ငွေတွေပေါ့ earning သူတို့ရဲ့ဝင်ငွေတွေကို for present enjoyment present ကယခုလက်ရှိ enjoyment ကပျော်ရွှင်မှုအခုလက်ရှိပျော်ရွှင်မှုအတွက်သုံးတဲ့လူတွေကိုတော့သူတို့က spenders သုံးတဲ့လူငွေသုံးတဲ့လူလို့ခေါ်ကြတယ်အဲ့တော့ညီမလို့ဒီညီမမှုအနေနဲ့ပြောရမယ်ဆိုရင်ပတ်စံစုဆောင်းတဲ့သူနဲ့ပတ်စံကိုဖြုံးတဲ့သူအဲ့ဒါကို savers နဲ့ spenders ဆိုပြီးခေါ်တယ်So as ဆိုရင်ပထမတစ်ပိုက်ရသွားပြီနော်ဆိုတော့ဒုတိယတစ်ပိုက်တစ်ချက်တို့ဆက်သွားကြည့်မယ် In modern society အခုလက်ရှိမှာတော့အခုခေတ်လောကမှာဆိုရင်တော့ money is also a symbol of status အဲ့တော့ status ကကျတော့ဂုဏ်ပေါ့ဂုဏ်အဆင့်အတန်းအခုလက်ရှိငွေရှိတာဂုဏ်ရှိတာအဲ့ဂုဏ်အစိတ်တန်းရဲ့ symbol ကတင်္ကေတတစ်ခုပေါ့ကိုကဘာလဲပေါ့နော်ဟိုမှာ status တစ်ခုရှိရဆိုတာငွေကြေးအာဏာရှိရလူတွေအတွက်ဒီပတ်စံရှိရဆိုရင်လူရဝင်နေပေါ့ရှင်းရှင်းပြောရမယ်ဆိုရင်အဲ့လိုမျိုးသူတို့ရဲ့တင်္ကေတတစ်ခုအနေနဲ့သတ်မှတ်ကြတယ်people often measure success လူတွေကတဲ့အောင်မြင်မှုကိုဘယ်လိုတိုင်းတာလဲဆိုရင်တဲ့ by the amount of wealth they have သူတို့မှာရှိတဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့တိုင်းတာကြရတယ်တဲ့ဟိုမှာလူများစုကဒီလူကပတ်စံအများကြီးရှာနိုင်နေပြီဆိုရင်သူတို့ကမှဒီကြွယ်ဝမှုပေါ့နော်ချမ်းသာကြွယ်ဝမှုအများများနေပြီဆိုရင်အဲ့လူကအောင်မြင်တယ်လို့သတ်မှတ်ကြရတယ်တဲ့အောင်မြင်မှုတိုင်းတာနေပေါ့နော် however ဘယ်လိုပဲဖြစ်ဖြစ်တဲ့ not everyone believe that လူတိုင်းကမယုံကြည်ကြဘူး money brings happiness ငွေကပျော်ရွှင်မှုယူလာတယ်လို့ဘယ်သူမှမယုံကြည်ကြဘူးတဲ့လူတိုင်းပေါ့နော်လူတိုင်းမယုံကြည်ကြဘူးဆိုလိုတဲ့တဘောကတချို့လူတွေကငွေကပျော်ရွှင်မှုကိုဝယ်နိုင်တယ်ဆိုပြီးတော့ပျော်ရွှင်မှုကိုသက်ဆောင်လာပြီးရဆိုယုံကြည်ကြတယ်တချို့ကကျတော့ငွေကပျော်ရွှင်မှုကိုမယူဆောင်ပေးနိုင်ဘူးဆိုပြီးတချို့ကယုံကြည်ကြတယ်နှမျိုးကွဲမယ် studies သုတေသနတွေဒီလေ့လာမှုတွေလေ့လာတွေ့ရှိချက်တွေက shows that တက်သိပြပါတယ်တဲ့ after a certain level of income ကဝင်ငွေ certain level ဝင်ငွေဒီ level တစ်ခုရှိနေုံနဲ့ပဲပေါ့သူရဲ့အဆင့်တစ်ခု level တစ်ခုရှိနေုံနဲ့တင် the increase in happiness from earning more money အဲ့တော့ the increase in happiness ပျော်ရွှင်မှုမှာပို့ပြီးတော့တိုးပွားလာတယ်ပိုပြီးပျော်ရွှင်လာတယ် from earning money become smaller အဲ့တော့ဒီရဲ့သဘောတဘာဝကဘာကိုပြောချင်တာလဲဆိုရင်ဒီပျော်ရွှင်မှုမှာတိုးတက်လာရပေါ့နော် the increase in happiness from earning more money အဲ့တော့ဒီတစ်ခုလုံးရသည်ကျတော့ subject တစ်ခုဖြစ်မယ် become က verb ပတ်စံအများကြီးရှာရာကနေပြီးတော့ရလာတယ်ပျော်ရွှင်မှုပေါ့ပျော်ရွှင်မှုက become smaller တင်းငယ်လာတယ်အဲ့တော့ပြောချင်တာကသူကဒီမှာဆိုရင်သူကထပ်ပြီးရှင်းပြထားရပေါ့နော် in fact တကယ်ဆိုရင်တော့တဲ့ some people feel that too much focus on money can lead to stress and dissatisfaction ပတ်စံတွေအများကြီးဝင်လာရဲဆိုရင်ကိုကစိတ်တည်ဖိစီးရတယ်ဒီပတ်စံပေါ်မှာပဲအာရုံစိုက်လိုက်တယ်ဆိုရင်ပေါ့ငါပတ်စံရှာရမယ်ဆိုအာရုံစိုက်လိုက်တယ်ဆိုရင်စိတ်ဖိစီးမှုတွေလည်းပုံများလာတယ်ပြီးတော့အကျေနပ်မှုတွေစိတ်မကျေနပ်မှုတွေလည်းပိုရလာနိုင်တယ်လို့သူတို့ကပြောချင်တာဥပမာညီမဆိုလည်းအခေါ်အဝေါ်တစ်ခုရှိရလေဥပမာဒီပတ်စံရရင်ပတ်စံရတဲ့လောက်ကိုစိတ်ဖိစီးရတယ်ဆိုတာမျိုးသူကအဲ့ဟာကိုပြောချင်တာဒီတကြောင်อ่ะပေါ့နော်ဒီပတ်စံအများကြီးရလေစိတ်ကပိုဖိစီးရလေဆိုပြီးတော့ဒီတုတေသနာပြုထားရဲပေါ့နော်ဘာလို့လဲဆိုတော့လူတွေကဒီပတ်စံရနိုင်မဲ့ပမာဏပေါ်မှာပဲအာရုံစိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုလူချင်းတဲ့ပမာဏမရဘူးဆိုရင်ကိုကစိတ်တွေဖိစီးလာတယ်မကျေနပ်ချက်တွေဖြစ်လာတယ်ဒါကိုပြောချင်တာအဲ့တော့နောက်ဆုံးတစ်ပါ in addition ထပ်ပြောရမယ်ဆိုရင် the way people manage money is important လူတွေပတ်စံကိုစီမံခန့်ခွဲတဲ့ပုံစံက is important အရေးကြီးတယ် financial literacy ငွေရေးကြေးနဲ့ပတ်သက်တဲ့အသိပညာ knowing how to budget save and invest ဘယ်လိုမျိုးလဲဆိုရင်ငွေရေးကြေးနဲ့ပတ်သက်တဲ့အသိပညာဆိုတာဘယ်လိုမျိုးလဲဆိုရင်ပတ်စံကိုဘယ်လိုမျိုး budget ဖြစ်အောင်လုပ်ရမလဲစုဆောင်းရမလဲပြီးတော့ပတ်စံကိုဘယ်နေရာမှာဒီ invest လုပ်ရမလဲပေါ့နော်ရင်းနှီးမြှုပ်နှံရမလဲ budget ဖြစ်တယ်ဆိုတာကဒီကျတို့ဒီပတ်စံကိုချွတ်တတ်တာသုံးတတ်တာချွတ်တတ်တာစစ်သုံးတတ်တယ်ပြီးတော့ပတ်စံကိုစုဆောင်းတတ်တယ်နောက်တစ်ခုကပတ်စံကိုဘယ်လိုနေရာမှာရင်းနှီးမြှုပ်နှံရမလဲဆိုတာသိရဲ့အသိပညာကို financial literacy လို့ခေါ်တယ်
is a key skill for a stable life တည်ငြိမ်တဲ့ဘဝတစ်ခုရဖို့အတွက်တဲ့တကယ်ကိုလိုအပ်တဲ့အဓိကကြတဲ့စွမ်းရည်တစ်ခုပဲ Those who manage their money wisely ပတ်စံကိုတဲ့ဒီ wisely ဉာဏ်ပညာရှိရှိပေါ့နော်ပတ်စံကိုတကယ်ကိုဉာဏ်ပညာရှိရှိသုံးသပ်တဲ့လူတွေကတဲ့ are less likely to experience financial problem in the future အနာဂတ်မှာဖြစ်လာမယ်ဒီငွေချင်းနဲ့ပတ်သက်တဲ့ပြဿနာကိုဖြေရှင်းပြီးသားဖြစ်တယ်ပြောချင်တာကဥပမာကိုကအနာဂတ်အတွက်ပတ်စံကိုချူတာစုဆောင်းတတ်တယ်ပြီးပြီးဆိုရင်ဘယ်နေရာမှာရင်းနှီးမြှုပ်နှံရမလဲသိရပတ်စံဘယ်လိုမျိုးစစ်သုံးရမလဲဆိုတာလည်းသိရအဲ့လိုမျိုးဆိုရင်ကိုကအကယ်အနာဂတ်မှာငွေချင်းနဲ့ပတ်သက်တဲ့ပတ်စံလိုလာရဲဆိုရင်ကိုကအဲ့ပြဿနာတွေသိမကြုံရတော့ဘူးတခြားသူတွေနဲ့ဆိုင်ပေါ့ဆိုတော့အဲ့ဒါကိုပြောချင်တယ် they are also able to enjoy more freedom အဲ့လိုလူတွေကတဲ့လွတ်လပ်ခွင့်ကိုလည်းပို့ပြီးတော့ရကြတယ်ဘာလို့လဲဆိုတော့သူတို့ကစိတ်သိမဖိစီးကြတော့ဒီငွေချင်းနဲ့ပတ်သက်တဲ့ပြဿနာတွေသိမရှိတော့ as they don't have to worry as much about unexpected expenses အဲ့ဒီကကြတော့သူကညှို့လိမ့်မယ်ကုန်ကြတော့ငွေချင်းကုန်ကြပဲချက်များ unexpected ကကြတော့မမျှော်လင့်ပဲဖြစ်တော့ expense ကကုန်ကြချက်ညှို့လိမ့်မယ်ကုန်လာတဲ့ပမာဏတွေကိုသူတို့ကစိတ်ပူစရာမလိုတော့ဘူးဘာလို့လဲဆိုတော့သူတို့ကပတ်စံကိုဒီစုဆောင်းတတ်တယ်ပေါ့နော်အသိပညာဘုသူတက်လိုက်ရှိရဲအဲ့လိုလူမျိုးတွေကပို့ပြီးတော့လွတ်လပ်ခွင့်ရကြတယ်ဒါကိုပြောချင်တာအဲ့တော့ဒီဟာကတော့ money နဲ့ပတ်သက်တဲ့ဟာလေအဲ့တော့ကျွန်တော်ဒီမှာဒီ question တစ်ချက်သွားကြည့်ကြည့်ပါပေါ့နော်အဲ့တော့ what is the main idea of the passage ဒီစာပိုက်တစ်ခုလုံးရဲ့အဓိကအကြောင်းအရာပါလဲ Money solve all problems money has different rules and impact in people's life people who save are happier money solve all problems ပတ်စံကပြဿနာအလုံးဖြေရှင်းနိုင်တယ်ဒီအချက်စာပိုက်ထဲမှာမပါဘူးMoney has different rules and impacts in people's life လူတွေဒီပတ်စံကတဲ့မတူညီရဲ့အခန်းကဏ္ဍတွေပါဝင်နေလူတွေရဲ့ဒီလူရဲ့ဘဝအပေါ်မှာလည်းသူကလွှမ်းမိုးမှုရှိတယ်တဲ့ဒါတော့ဖြစ်နိုင်တယ် People who save are happier ပတ်စံစိုးတဲ့လူတွေကပဲပျော်ရွှင်ရတယ်အဲ့လိုတော့မပြောထားဘူး Any more money always leads to more happiness ဝင်ကြီးပုံမမြတ်ရလေပတ်စံပုံမမြတ်ရလေပိုပျော်ရွှင်နေလေတရားမပြောပြထားဘူးအဲ့တော့ဒီကျတော့အဖြေမှန်ကနံပါတ် B Number 2 What is one way people earning money လူတွေပတ်စံရှာနေတဲ့နည်းလမ်းကဘယ်နည်းလမ်းလေးလဲတဲ့ပတ်စံကိုစုပြီးတော့ရှာရလားအဲ့လိုမျိုးမဟုတ်ဘူးအလုပ်ကနေရှာတယ်ပတ်စံကိုချွေတာပြီးသုံးတာလားမဟုတ်ဘူး investment ကနေရလားမဟုတ်ဘူးသူကအလုပ်ကနေရတာဘယ်မှာသွားကြည့်လို့ရမလဲဆိုရင်ဒီချက်တို့ဒီမှာပေါ့နော်People, for most people, money is earned to work. အလုပ်ကနေအများဆုံးရတယ်ပတ်စံကိုအဲ့တော့ဒီအဖြေက to work. Number 3, according to the passage, စာပိုက်အရာ how do people measure success in modern society? အခုဒီယနေ့ခေတ်မှာလူတွေကအောင်မြင်မှုကိုဘယ်လိုမျိုးတိုင်းတာကြလဲတဲ့အဲ့ဒါကဒီချက်တို့ဒီမှာဒီအပေါ်မှာပါတယ်ပေါ့နော်ဒီမှာကြည့်ကြည့်ရ by world ငွေကြေးချမ်းသာမှုနဲ့ဒီတိုင်းတာကြတယ်ဒီတကြောင်ပေါ့နော် People often measure success by the amount of wealth they have အဲ့အနေနဲ့သွားပြီးမယ်ငွေကြေးပိုင်ဆိုင်မှုအနေနဲ့အောင်မြင်မှုဟိုသူတို့ကတိုင်းတာကြတယ်ဒီလူကဒီပတ်စံကြော်ဝမှုများလေငွေကြေးချမ်းသာလေအောင်မြင်လေပဲလို့သူတို့ကတိုင်းတာကြတယ်အောင်မြင်လို့ပတ်စံရတာပေါ့နော်အဲ့လိုမျိုးသူတို့ကသတ်မှတ်ကြတယ် What happens to happiness as income increase beyond a certain level သတ်မှတ်ထားတဲ့ပမာဏထဲတဲ့ပတ်စံဝင်ငွေရပို့ပြီးတော့များလာတယ်ဆိုရင်တဲ့ပျော်ရွှင်မှုကဘယ်လိုဖြစ်သွားမှာလဲအဲ့ဒါကပျော်ရွှင်မှုကကြတော့ပျော်ရွှင်မှုကလည်းတက်လာလိမ့်မယ်တဲ့ပျော်ရွှင်မှုကကျသွားလိမ့်မယ်တဲ့အတူတူပဲတဲ့ပျော်ရွှင်မှုကတော့ဒါမှမဟုတ်ပျော်ရွှင်မှုကနှေးသွားမယ်အဲ့ဒါကဒီလိုဘယ်ဟာကိုပြောလဲဆိုရင်ဒီဟာကိုပြောတာဒီချေခုနပြောတဲ့ဟာပေါ့သူကတဲ့ကိုကဥပမာတစ်လောက်ကို9သိန်းရတယ်ပဲထား9သိန်းရတယ်အဲ့တက်မှတ်ထားတဲ့ပမာဏတစ်ခုရှိရယ်စာသိန်း amount ဆိုတာရှိရယ်အဲ့9သိန်းပမာဏထက်ပို့ပြီးတော့ကိုကလစာပို့လို့ရတယ်
9သိန်းရတယ်10သိန်းရတယ်နှစ်ဆလောက်ရသွားတယ်အခါကျရင်သူကကြားလာတဲ့ပျော်ရွှင်မှုကဝင်ငွေများလာတယ်ဒါပေမဲ့ပျော်ရွှင်မှုကဘယ်လိုဖြစ်သွားလဲဆိုပျော်ရွှင်မှုကသေးသွားတယ်လို့သူကပြောချင်တာပျော်ရွှင်မှုကသေးသွားတယ်ရောနည်းသွားတယ်လို့ပြောချင်တာဒီ increase ကနည်းသွားတယ် smaller ဖြစ်သွားတယ်လို့ပြောချင်တာအဲ့တော့ကျတော့သူရဲ့အတိတ်ပဲကဒီလိုကနည်းသွားတယ်ဘာလို့လဲဆိုတော့လူတွေကပတ်စံရှာဖို့ပို့ပြီးတော့အာယုံစိုက်တယ်ဆိုရင်ကွာဒီမရှာနိုင်တဲ့အခါမှာစိတ်ဖိစီးမှုတွေတက်လာတယ်ဒါမှမဟုတ်ပတ်စံဆိုတာရရင်ရတဲ့လောက်စိတ်ဖိစီးမှုရတယ်အဲ့ပုံစံမျိုးသူကပြောချင်တာဖြစ်တဲ့အတွက်ဒီလိုကဒီမှာဆိုရင် it decrease အဲ့အနေနဲ့သုံးပေးမယ်ပြီးတော့ why is financial literacy important ငွေရေးကြေးနဲ့ပတ်သက်တဲ့အသိပညာတဲ့ဘာလို့ရည်ကြည်ရလဲသူနံပါတ်1မှာဆိုရင်သူကလူတွေကိုချမ်းသာအောင်ကူညီပေးဖို့တဲ့နံပါတ်2မှာဆိုရင်သူကဒီငွေရေးကြေးနဲ့ပတ်သက်တဲ့ပြဿနာကိုဖြေရှင်းပေးဖို့နံပါတ်3မှာဆိုရင်လူတွေကိုပို့ပြီးတော့ပတ်စံကိုဖြုံးစေဖို့ပေါ့ပို့သုံးစေဖို့နောက်တစ်ခုကဒီ stress တွေဖြစ်လာတယ်ပြီးတော့စိတ်ဖိစီးမှုတွေဖြစ်လာတယ်စိတ်မကျေနပ်မှုတွေဖြစ်လာတယ်တကယ်တော့ငွေရေးကြေးနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုဆိုတာကကျတော့ဒီအနာဂတ်မှာဖြစ်လာမယ်မညော်လင်မဲ့ကုန်ကြတဲ့ကုန်ကြစရိတ်တွေငွေရေးကြေးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုကာကွယ်ပေးဖို့ prevent ကာကွယ်သည်တားဆီးသည် Number 6 what is an example of financial literacy mentioned in the passage တရားပေါ်တိုင်းပဲဒီစာပိုင်ထဲမှာဖော်ပြသွားတယ်တဲ့ financial literacy ဆိုတာပါလေ luxury တကယ်ကို luxury ကြတဲ့ဒီ items တွေကိုဝယ်ရလားတဲ့ပြီးတော့ budget ဘယ်လိုမျိုးချွေတာလဲဆိုတာသိရလားတဲ့ရှိသမျှစုဆောင်းထားသမျှအကုန်လုံးသုံးတာလားတဲ့ပြီးတော့အကျွေးတွေထုတ်သုံးတာလားအဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်ဒီမှာ financial literacy ဆိုတာကဒီမှာငွေကိုဘယ်လိုမျိုးချွေတာသုံးသပ်ရမလဲသုံးတဲ့နေရာသုံးရမလဲဆိုတာသိဖို့အတွက်နံပါတ် B What can happen if someone focus too much on money လူတယောက်ကတဲ့ပတ်စံပေါ်မှာတဲ့အများကြီးဒီအာယုံဆက်လိုက်တယ်ဆိုရင်လည်းဘာဖြစ်နိုင်လဲအဲ့ဒါဆိုရင်ပို့ပြီးတော့ stress ဖြစ်မယ်အပေါ်စားပိုင်းမှာပါတယ် Number 8 What is a characteristic of a spender characteristic ပုံစံ of a spender ငွေရေးကြေးဖြုံးတဲ့လူတယောက်ရဲ့ပုံစံကဘာလဲအနာဂတ်အတွက်ပတ်စံကိုစုဆောင်းတတ်တာလားသူတို့ပိုင်စံဓမ္မရေကိုမြ мян ဖြုံးပစ်တာလားသူတို့ပတ်စံအတွက်စိတ်ဖြစ်စေရလားသူတို့လိုချင်တာကိုမဝယ်နိုင်တာလားအဲ့တော့ပတ်စံဖြုံးတဲ့သူကတော့သူတို့ရဲ့ပတ်စံကိုမြ мян ဖြုံးပစ်တာသူတို့ရှာထားတဲ့ဝင်ငွေတွေရှာထားတဲ့ပတ်စံတွေအဲ့တော့နံပါတ် B How to save a benefit in the long term ရေရှည်မှာတဲ့ငွေကြေးစုဆောင်းတဲ့သူတွေရတဲ့ဘာအကျိုးကျေးဇူးရလဲကားဝင်luxury items ဒီ luxury ကြတဲ့ပစ္စည်းတွေပေါ့နော်အဲ့လိုမျိုးဝယ်နိုင်တာလားတဲ့ပတ်စံပူရှာနိုင်တာလားတဲ့ဒါမှမဟုတ်ရင်မမျော်လင့်မဲ့ကုန်ကြစည်တွေကိုပြင်ဆင်ပြီးသားဖြစ်တာလားသူတို့မှာပျော်ရွှင်မှုပေါ့နော်လွတ်လပ်ခွင့်နေရလားတကယ်ကသူပတ်စံစုထားရဆိုရင်ကိုကအနာဂတ်မှာမမျော်လင့်မဲ့ကုန်ကြစည်တွေကိုသူကပြင်ဆင်ပြီးသားဖြစ်တယ်ဥပမာကိုမှာကားရှိရဆိုပါတော့အဲ့တော့အကယ်ကိုကားကြီးရုတ်တရက်ကြီးပေါ့နော်ပြတ်သွားတယ်ပြတ်သွားခါမျိုးလို့ဆိုရင်ကိုကပတ်စံစုထားရဆိုရင်အဲ့ကောင်တစ်ခါပြင်လို့ရတယ်အဲ့ဒါကိုသူကမမျော်လင့်မဲ့ကုန်ကြစည်လို့ခေါ်တယ်ဥပမာဖုန်းသုံးနေရနေဖုန်းကကျကွဲသွားတယ်လုံးဝပြင်မရတော့မယ်ဒါမှမဟုတ်ဖုန်းသစ်ဝယ်မရတော့မယ်အဲ့ကကြရင်ကိုမှပတ်စံလုံးဝမရှိဘူးဆိုရင်ကိုကစိတ်တွေဖိစီးလာမယ်ကိုအတွက်ဒုက္ခရောက်လာမယ်ဒါမှမဟုတ်ကိုမှပတ်စံရှိရဆိုရင်ကိုကအဲ့လိုမျိုးမမျော်လင့်မဲ့ကုန်ကြစည်တွေကိုပြင်ဆင်ပြီးသားဖြစ်တယ်ကျွန်တော်နောက်ဆုံးနံပါတ် 10 What is one thing money can help people buy လူတွေကိုဝယ်ဖို့အတွက်တဲ့ငွေရဘယ်ဟာကိုဘယ်လိုကူညီပေးရလဲအဲ့ဒါကတချို့ဒီမှာဆိုရင်လူတွေကိုကူညီပေးရတာကြတော့သူငွေရဘာကူညီပေးရလဲဆိုရင်ပျော်ရွှင်မှုလားတဲ့တငယ်ချင်းဆက်ဆံရေးလားတဲ့ပြီးတော့နေထိုင်စေရလားပြီးတော့အချိန်လားအဲ့တော့လူတွေကဝယ်တာဆိုတော့လေတချို့ဒီမှာလူတွေဝယ်နိုင်တာဆိုတော့လူတွေကဒီအချို့ဒီမှာပြောထားတာကတော့သူကကျွန်တော်ဒီမှာတစ်ချက်ကြည့်ရအောင်အဲ့တော့ဒီဟာကနှစ်ခုဖြစ်နိုင်တယ် happiness လည်းဖြစ်နိုင်တယ် shelter လည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ဒီပုံမှာပြန်ကြည့်မယ်အဲ့တော့ဒီမှာဆိုဒီတို့က
သူသွားတယ်ပေါ့နော်ဘိုင် people ဘိုင်ဆိုတဲ့စကားလုံးပါတယ်ပြီးတော့ the things တွေနိသူတို့လိုအပ်တဲ့အရာတွေအဲ့တော့ဒီမှာပါတာက food ရဲ့ clothing ရဲ့ shelter အဲ့တော့ teacher တို့အဖြေက shelter ဖြေပေးမယ်ဟုတ်ပြီနော်သူက happiness ကြတော့သူက brain ကိုသုံးတယ်ဒီမှာတည်ဆောင်လာပေးရပျော်ရွှင်မှုဝယ်လို့မပြောဘူးပျော်ရွှင်မှုတည်ဆောင်လာပေးရပတ်စံဝင်စိတ်ချမ်းသာတယ်လို့မျိုးပြောချင်တာအဲ့တော့ဒီမှာ teacher တို့က shelter ကိုသုံးပေးမယ်အဲ့တော့မှတ်ထားမှာကသူက region မှာဆိုရင်အဖြေလေးခုပေးရဲဆိုရင်နှစ်ခုကစင်တူယူမှဖြစ်တတ်တယ်ကျန်တဲ့နှစ်ခုကတော့လုံးဝပယ်စရာပေါ့နော်အဲ့လိုမျိုးတတိထားပေးရမယ်အဲ့တော့ဒါတော့ teacher တို့ reading ရဲ့ money ဆိုတဲ့အကြောင်းအရာလေးပါအဲ့တော့အကယ်ဒီထဲမှာနားမလည်ရရင်ဆိုရင် teacher လာမေးလို့ရပါတယ်အဲ့တော့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါနောက်ခါပြန်သေးပါမယ် bye bye ပါ